Welcome to Busan, South Korea. လက်ရတော့တော်တော်မြောက်တယ်ကြာဒီမှာကြည့်တော်လက်ရမြောက်တယ်ဒါသဲနဲ့လောက်တာပါမင်္ဂလာပါဗျာအခုကတော့ကျွန်တော်တို့ဘူဆန်မှာရှိတဲ့ဟဲဝန်တဲကမ်းခြေမှာလက်ရှိကျင်းပနေတဲ့ဒီလက်ပပုပွဲတော်ကျွန်တော်ညီကိုတွေတွားပြီးတော့လင်မှာဖြစ်ပါတယ်ခင်ဗျာအဲ့လောက်ကျွန်တော်နဲ့တူလိုက်ခဲ့ပါအောင်နော် She moves like a map with no borders, a whisper caught in the wind. I see her boots at the corner cafe with a notebook and a grin. She's chasing skies I've never named while I stay in my lane. But something in the way she moves. ညအလုံးအားရဆိုတော့လာလေတဲ့လူတွေတော်တော်များတယ်ဒီတဲပပုတွေကအခုမှစလုပ်နေတာဆိုတော့ပုံသိမ့်မပေါ်သေးဘူးပေါ့နော်ဒါအခုမှစပြီးတော့ဒါပြုပြင်တော့ရှိသေးတယ်ပေါ့နော်ကျွန်တော်ရှိမှဆိုရင်တော့တဲပုံပွဲတို့ဒီတဲပုံစီတီပွဲတို့ပါလို့ရှိရပါတော့အဲဒီမှာဆိုရင်အခုမှစပြီးတော့ဒီပုံလေးတွေပေါ်နေတယ်မှာလက်ရတော့တော်တော်လေးညောက်တယ်ကြည့်လောက်ထားတဲ့ပပုလက်ရတော့တော်တော်ကောင်းတယ်ဒါသဲနဲ့လောက်ထားတာလက်ရတော့တော်တော်မြောက်တယ်ကြာသဲနဲ့ပဲပေါ်တာသဲနဲ့ဒါသဲပပုပေါ့အနောက်မှာတော့ဒါဟွန်တဲကမ်းခြေဖြစ်ပါတယ်ကမ်းခြေမှာရေဆော့နေတဲ့လူတွေအများကြီးပဲပြုတ်ပြင်ပြီးတော့အခုမှပေါ်နေရဆိုတော့တိတ်တော့ပတ်လာသေးဘူးကြာပုံစံမပေါ်သေးဘူးပုံစံတိတ်မပေါ်သေးဘူးအခုမှစလုံးတယ်ဒီမှာဆိုရင်တော့ကိုရီးယားအကြောရှိတချင်းစုံနေတာမမိုင်းနဲ့တကယ်ကိုလက်ရမြောက်တယ်ဒီမှာကြည့်တော့လက်ရမြောက်တယ်တကယ်လူပြုံးနေတဲ့အတိုင်းပဲတော့လက်ရမြောက်တယ်ဒါသဲနဲ့လောက်ထားတာပါလေတံမိုးတံခန္ဓာအောင်မှာအခါလေးပြချလောက်ထားတာပါနော်ဒီသဲကြည့်ရတော့မဟုတ်တော့ဘူးသူအဲမှာဆေးတစ်မျိုးမျိုးတော့ပါမှာပေါ့နော်လေတံမိုးတံမှာခံတယ်ဆိုတော့ကျွန်တော်သဲကြည့်ပဲဆိုရင်တော့မိုးရွာလို့ရှိရင်ခံအောင်ပေါ့နော်ဒီမှာကမ်းခြေကိုလာလဲတယ်များကြီးအဲ့တော့ကိုရီးယားနန်းတွင်းပုံစံကိုသွားပုံပေါ်နေတာဖြစ်ပါတယ်ကြာအခုကမပြီးသေးဘူးပြီးရင်တော့တော်တော်လှမယ်ကိုရီးယားမှာရှိတဲ့ညီကိုတွေအခုချိန်လာလဲရင်လည်းရတယ်ဒါပေမဲ့မစုံသေးပါဘူး။ပွဲကျင်ညာတဲ့အခါလာလဲလို့ရှိရင်လက်ပတ်တဲ့လူတွေလည်း